ကိုပညာရှိကြီးလို့ထင်ကြတဲ့လူမိုက်တွေဟာတဲ့ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေဟာအတ္တိလောကဘယေနဟိုလူကအပြစ်တင်မှာတော့မကောင်းတဲ့တွေနေထွက်မှကြောက်တယ်မကောင်းတဲ့တွေနေထွက်မှကြောက်တော့ဘာလုပ်လဲတိတ်တိတ်ကလေးမဟုတ်တာလုပ်တယ်ကွယ်ရကြတော့မဟုတ်တာလုပ်ကြတယ်ဒါလောကကြီးကအများစုကိုပြောပြတာနော်ရှေ့မှာတော့ဟန်ကြီးပန်ကြီးနဲ့နေပြီးတော့ကွယ်ရကြတော့မဟုတ်တာလုပ်နေတာဒီအများကြီးရှိတယ်ပေါ့ဒီလိုဆိုလိုတာပေါ့မြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူးဘယ်တော့မှစိတ်ကြွယ်ရမှာမဟုတ်တာလုပ်တယ်လို့မရှိဘူးလူရှိတစ်မျိုးကြွယ်ရတစ်မျိုးဒီလိုလုပ်တာမရှိဘူးစိတ်ကြွယ်ရဆိုတာမြတ်စွာဘုရားမှာမရှိဘူးတာမန်ပုဂ္ဂိုလ်တွေကြတော့စိတ်ကြွယ်ရဆိုတာရှိနေသေးတယ်စိတ်ကြွယ်တယ်ဆိုတာဖုံးကွယ်ထားတာတွေရှိနေတတ်သေးတယ်လို့ပြောတာမြတ်စွာဘုရားမှာဖုံးကွယ်ထားတာတခုမှမရှိဘူးဖုံးကွယ်ထားတာမရှိလို့အရဟဖုံးကွယ်ရှို့ဝှက်ထားတာမရှိဘူးလို့ဒီလောက်ထိအောင်တန်ရှင်းစင်ကြယ်တယ်လို့ဒီလိုဆိုလိုတာပေါ့နော်အဓိပ္ပာယ်ကပါပကရဏီမကောင်းမှုအောက်တန်းကြတဲ့အလုပ်ကိုလုပ်တဲ့နေရာမှာရဟဘာဝတောပိစိတ်ကြွယ်ရာမရှိသောကြောင့်လည်းပဲအရဟံအရဟံဒီလိုဆိုလိုတာပေါ့